brother ခုလိုမျိုး Mobile Legend AI ဗီဒီယိုတွေလုပ်ပြီးတော့ view တွေ million နဲ့ချီပြီးရကြတယ်ဒါပေမဲ့လုံနီးမသိဘူးဖြစ်နေရဆိုရင်ကျွန်တော်ရှင်းပြပေးမယ်အခုလိုမျိုးလုပ်တဲ့နည်းကိုပြောမပြခင်ကျွန်တော်အကောင့်လေးကိုအရင်ဆုံး follow လေးလုပ်ခဲ့ပြီးဖို့အကြံပေးပြရစေ okay ဒါဆိုရင်စလိုက်ကြရအောင် brother တို့ခုလိုဗီဒီယိုမျိုးလုပ်မယ်ဆိုရင် Grow ဆိုတဲ့ app လေးတစ်ခုလိုအပ်ပါတယ်အဲ့ဒီ app ကိုတော့ကျွန်တော်ရဲ့ TikTok profile က Telegram channel မှာလာရောက်ယူလို့ရပါတယ် app လေးကို down ပြီးပြီဆိုရင် brother တို့ကြိုက်တဲ့ရာ VPN တစ်ခုခုကိုချိတ်လိုက်ပါချိတ်ပြီးပြီဆိုရင် brother တို့ app လေးထဲကိုဝင်လိုက်ပါ app ထဲကိုရောက်ပြီဆိုရင်ကျွန်တော်ခုဝိုင်းပြထားတဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင် upload image ဆိုတာလေးကိုနှိပ်လိုက်ပါကျွန်တော်ကချောင်းဗီဒီယိုလုပ်မှာမို့လို့ချောင်းပုံလေးကိုရွေးချယ်လိုက်ပါတယ်ပြီးရင်အောက်ကအကွက်လေးမှာကိုဖြစ်ရှင်တဲ့ပုံစံကိုမြန်မာလိုရေးပေးပါ AI ကိုမေးပြီးတော့ prompt ထုတ်မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ခဏလောက်ဆောင်ပြီးရင်သူ့ရဲ့ result လေးကိုကြည့်လိုက်ရအောင်ဆုံးမယ်မိုက်ရှင်မိုက်မယ်ဘယ်တော့မှလူတစ်ဖက်သားပေါ်မှာမရုပ်ပါဘူး brother တို့ကိုကောင်မလေးအတွက်အဆင်ဖြစ်ပြချင်တာပဲဖြစ်ဖြစ် blue mask squad ဝင်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ TikTok profile နဲ့ဆက်တွားရောက်ဆောင်စမ်းလို့ရတယ်